ဘုံဘုံဆိုအမေဆုံးတော့အမေကဒီနေ့ဖြစ်ပြီးနောက်နေ့ညနေဆေးရုံပို့တယ်နောက်နေ့မနေ့အစောကြီးဆုံးသွားလုံးဝနေလို့မရဘူးဘုံစိတ်ထဲမှာအမေက62နှစ်ဆိုတဲ့အတွေးနဲ့သာကိုထိန်းရတယ်ရုတ်တရက်ပျောက်သွားတာ။အိုးအခုကအဲ့လိုမဟုတ်ဘူး။ဒီကကြီး4နှစ်ကြာပြီနော်ကင်ဆာဖြစ်တာ2နှစ်လောက်ကတော့တက်တောင့်တက်တာ2နှစ်လောက်ကတော့ရုန်းကန်ရတယ်အဆုံးကနေ9လ10လလောက်ကတော့အကြီးအကျယ်ဒုက္ခရောက်တယ်အဲ့ဒီတဲကမှအရက်3-40လောက်ကအလွန်ကြောက်မဲ့ဖွယ်ရကောင်းတဲ့ခန္ဓာကိုယ်ရဲ့ဒုက္ခကိုပြသွားတယ်ဘဝနဲ့ရင်းပြီးတော့ကျန်တဲ့လူတွေအတွက်အကောင်းဆုံးကိုယူမယ်ဆိုလို့ရှိရင်ပေးသွားတယ်လို့တောင်ဘုံဘုံကပြောခြင်းကင်ဆာဌာနမှာအလုပ်လုပ်တယ်နောက်တခါတယောက်ပြောတာကိုဘုံဘုံကကြားဘူးတယ်ကင်ဆာဝေဒနာရှင်တွေကတော်တော်နဲ့ဆုံးတာမဟုတ်ဆုံးပြီဆိုရင်လည်းဝေဒနာအလွန်ပြင်းထန်အဲ့တော့ကျန်ရကြတဲ့ပုံကိုယ်တွေပြုသူကြတဲ့အတိုင်းဝိုင်းတွေကဒီဒုက္ခကိုချစ်တဲ့ခင်တဲ့လူကအဲ့ရပေါ်မှာပက်လက်ဒုက္ခခံနေရတာကိုတရက်မဟုတ်နှစ်ရက်မဟုတ်မြင်နေရတယ်မြင်နေရတဲ့ခါကျတော့ဘယ်ချိန်ကြမှဒီဒုက္ခငြိမ့်သွားဆိုဆုံးသွားမှပဲငြိမ့်သွားဆုံးစေခြင်းတယ်လို့ပြောတာမဟုတ်ဘူးအလွန်တနာတယ်ပေါ့မရှိမလားဒုက္ခရောက်တယ်ကိုယ်လည်းဘာမှခွဲဝေယူလို့လည်းမရဒါတွေအလွန်စဉ်းစားတဲ့အကောင်းတဲ့ကိစ္စတွေအဲ့တော့ဒုက္ခပရိဒေဝမဖြစ်ဘူးတော့မဟုတ်ဖြစ်မယ်ဒါပေမဲ့ဒီအခြေအနေမှာအများကြီးဖြစ်နေတာမရှိဘူးသို့တော်လည်းပဲတွေးမိတိုင်းအထူးသဖြင့်ဘိုးတို့ဘွားတို့ဆိုရင်ဒုက္ခပရိဒေဝဖြစ်မယ်ပေါ့နော်တခါကြီးကတော့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့အများကြီးဝါသနာပါတော့လေ့လာလိုက်စားတာတော့တတ်တာမှုရမယ်ပေါ့ဒါအဘွားတော်မှတော်တော်လေးတတ်တာရှိတယ်လို့ဘုံဘုံထင်ပါတယ်သို့တော့ကိုရင်ရဖြစ်ထားတဲ့သာသမီဘလို့ပဲတရားရှင်းချက်တယ်ပြောတောကပတိတွေကတော့ရှိမှာပဲဒါဘုံဘုံတို့ကပပျောက်ဖို့နေပါဖို့ဆိုလို့ရှိရင်ဘလို့လုပ်မလို့တခုတည်းသောနီလန်းကအမှန်တရားကိုသိတဲ့စိတ်များအောင်လုပ်ဖို့ပဲဒါလေးကိုပိဿတို့သဘောပေါက်စေခြင်းနဲ့ဟုတ်လားတောကပတိတွေဝစိုးရင်နဲ့ငိုကြွေးတယ်ဆိုတာအတွေးမှားလို့အမှန်မသိလို့စိုးရင်တာအဲ့လိုဆိုရင်အမှန်သိရင်ဒီဘက်ကစိုးရင်တာအလိုလိုနဲသွားတာစိုးရင်မှုအတွက်တခြားဆေးမရှိဘူးနော်အမှန်တရားကိုသိချင်းသိပင်လဲအမွန်မြတ်ဆုံးနဲ့အပြည့်စုံဆုံးအကောင်းမွန်ဆုံးဆေးပဲအမှန်ကိုသိအောင်လုပ်ရမယ်အဲ့တော့အမှန်ကလည်းပဲသိဖို့ကအရင်ကြီးမခက်ဘူးကိုယ်သိကျင်တဲ့စိတ်ရှိဖို့အဲ့ဒီဘက်ကိုဥလှဲ့ဖို့ပဲလိုတာအမှန်ကလည်းထူးထူးဆန်းဆန်းကြီးမဟုတ်ဘူးဒါဖြစ်တတ်တဲ့သဘာဝကြီးဆိုတဲ့ဒါဖြစ်ကိုဖြစ်မဲ့သဘာဝကြီးဆိုတဲ့အမှန်တရားကိုသိဖို့ပဲဘုန်းဘုန်းတို့ရထားတဲ့ဒီဘဝဒီခန္ဓာအိုမဲ့နာမဲ့သိမဲ့ခန္ဓာကြီးပဲလေဘာနဲ့မှကုစားလို့မရဘူးကာကွယ်လို့မရဘူးသူလန်းသူသွားတာဒါကိုကောင်းကောင်းမြင်ထားမယ်ဆိုရင်အိုလာနာလာသေလာတဲ့အချိန်မှာဘုန်းတို့